Let's go! မင်္ဂလာပါဒီဗီဒီယိုလေးကတော့မြန်မာနှစ်သစ်မှာမြန်မာပြည်သားတွေပျော်ရွှင်ပြီးစီးပွားရေးအောင်မြင်တိုးတက်ဖို့အတွက်ဂျပန်နိုင်ငံမှာစီးပွားရေးသမားတွေအထူးကိုးကွယ်ကြတဲ့နတ်ဖျားကျောင်းတစ်ခုကိုလေ့လာကြည့်ပါမယ်။ I don't ever slow up, no I don't take shit. I got no love for the fakeness. If you wanna play ကတော့ဖူရှိမီအင်နာရှိဖြစ်ပြီးတော့ဂျပန်နိုင်ငံတိုကျိုမြို့မှာတည်ရှိပါတယ်။ဒီနေရာမှာကိုးကွယ်ကြတဲ့အင်နာရှိနတ်ဖျားတွေဟာစီးပွားရေးချမ်းသာမှုနဲ့အောင်မြင်မှုကိုကိုးစားပြုတဲ့နတ်ဖျားဖြစ်ပါတယ်။ဒါကြောင့်ဂျပန်စီးပွားရေးသမားတွေကမိမိလုပ်ငန်းအောင်မြင်ဖို့ဒီနေရာကိုလာပြီးဆုတောင်းကြပါတယ်။ပြီးတော့ဆုတောင်းကြတဲ့စီးပွားရေးသမားတွေကအောင်မြင်တဲ့အခါမှာကျေးဇူးတင်တဲ့အနေနဲ့အနီရောင်တကားတွေကိုလည်းတိဆောက်သလိုဒီကောက်ဖားအယုတ်ကလေးတွေလည်းလှူဒန်းကြပါတယ်။ဒါကြောင့်မလို့ဒီနေရာမှာထူးခြားချက်အဖြစ်တစ်ထောင်လုံးကိုလွှမ်းမိုးထားတဲ့တကားခိတ်နီတွေကိုမြင်ရပါမယ်။ဒီတောင်ကိုလမ်းလျှောက်တဲ့အခါမှာဒီတောင်ရဲ့အီဂျံမှုကြီးကျင်းမှုကိုပြိုင်နဲ့ခံစားရပြီးတော့ဒီနှစ်တောင်ဗီဒီယိုကိုကြည့်ရှုပြီးတိုင်းအီဂျံမှုနဲ့အတူနှစ်သက်မှာစီးပွားရေးအောင်မြင်မှုတွေကိုတစ်ဆင့်ပြီးတစ်ဆင့်ရရှိပါစေလို့ဇေယျမှန်နဲ့ဆုတောင်းပေးလိုက်ပါတယ်ရှင်။